ယောင်းခုံဘယ်မှာမားမလဲနော်ခဏခဏမေးထားလို့ခဏခဏပြန်ပြီးတော့ပြောပေးပါမယ်မတိသေးတဲ့ follower လေးတွေအတွက်ပါအားလုံးမင်္ဂလာပါရှင်ဘရုံမှာဖျောင်းနိုင်လုပ်ငန်းနဲ့ဒီပညာမျှဝေခြင်းကနေကြိုဆိုလိုက်ပါတယ်ဖျောင်းခုံဘယ်မှာမားမလဲဆိုတော့ကျမတို့ဘရုံမှာဖျောင်းခုံမာလို့ရပါတယ်ရှင်နော်ယုံကြည်စိတ်ချစွာနဲ့ကျမတို့ကိုယုံနေဆိုရင်ဖျောင်းခုံယုံကြည်စိတ်ချစွာနဲ့မာလို့ရပါတယ်ဖျောင်းကုန်မာလို့ရှိရင်အရင်ဦးဆုံးကျမတို့ကဇီယံငွေကောက်ပါတယ်ရှင်ဇီယံငွေပေးရပါတယ်ဇီယံငွေလွဲကနီးလို့ရှိရင်လည်းကျမတို့ကို Messenger ဒါမှမဟုတ် Viber နေဗီဒီယိုကောလေးခေါ်ပါစကားပြောမှာပေါ့နော်ရုပ်ရုပ်လေးပြပြီးတော့လိန်တဲ့လူတွေရှိတယ်ဆိုလို့လေဒါကြောင့်မလို့ကျမတို့ ਨੇ စကားပြောနိုင်တော့မှငွေကြိုလွဲပါရှင်နောက်တစ်ခုကကြတော့ဖျောင်းကုန်ပြီးသွားလို့ရှိရင်တမတ်ရက်မှာပြီးသွားလို့ရှိရင်ကြံငွေကိုလွှဲပေးရပါတယ်တစ်ဆက်တစ်စတဲ့ကုန်ကျန်းလိုချင်တယ်ဆိုရင်လည်းပထမအချိန်ကိုကျမတို့ကကုန်ကျန်းနေတခါတည်းချိတ်ဆက်ပြီးတော့ပို့ပေးပါတယ်ဖျောင်းကုန်ကကျမတို့ကရန်ကုန်ကနေပို့ပေးတာဖြစ်တဲ့အတွက်ရန်ကုန်ဂိတ်အထိကိုကျမတို့ဘက်ကတန်စာကခံပြီးတော့ရန်ကုန်ကနေကိုမြို့ကိုဒေတာအထိကိုကိုဖတ်တာကိုတစိမ့်ကိုဖတ်တာကိုတန်စာကခံရပါမယ်နော်ယုံကြည်စိတ်ချစွာနဲ့မာယူလို့ရပါတယ်ဘရုံမှာဖျောင်းနိုင်လုပ်ငန်းလေးရပါရှင်ကျေးဇူးအများကြီးတင်ပါတယ်နော်